မောင်နှစ်ယောက်ပဲမောင်အမနဲ့ညီမနဲ့ရိုက်ထားရဟာညီမနဲ့အမနဲ့ညီမနဲ့ရိုက်ထားရဟာဒီမှာ तू ဒီဟာကြီးကောက်ပြီးတော့ရိုက်တယ်ရိုက်တဲ့ချိန်မှာညီမအကြောင်းသိရလေ तू ကညီမနဲ့မှရိုက်ချင်တာမဟုတ်ဘူးနော်အမနဲ့မှမိုင်ဒီကောက်တင်တာမဟုတ်နော်တွေးသမျှ main လေးတိုင်းကို तू ကမိုင်ဒီကောက်တင်တယ်ဘာလို့လဲဆိုတော့ तू ဒီစော်ကိုလည်း तू တွဲလိုက်ပါပေါ့ဟိုစော်ကိုလည်း तू တွဲလိုက်ပါပေါ့အဲ့ချိန်မှာ तू ကအဲ့လိုမျိုးထပြီးတော့နေရာကိုပြောပြမယ်ညီမကဒီမှာအမကဒီမှာနော်အမအလည်းမှာဟိုကောင်ကဒီမှာအဲ့ကြောင့်ဘာလဲဆိုတော့ညီမရမ်းရှက်လို့ဟဲ့လို့နင်မတင်နဲ့လို့ဘာလို့ तू ဗီဒီယိုရရင် तू မိုင်ဒီကောက်တင်တော့မယ်လေကောက်တင်တော့မယ်ဆိုတော့ညီမအရန်တော်သားထွက်လို့အမလည်းမှာအမကိုလည်းမှာထားညုံရင်းဆန်ကပ်ဖြစ်နေညီမသူ့ဖုန်းကိုဆွဲလူပြီးတော့ပုံဗီဒီယို delete မယ်လောက်တာ delete မယ်လောက်တယ်ဆိုတော့ तू လည်းရုံရင်းဆန်ကပ်တယ်ဖြစ်အဲ့လိုမျိုးဖြစ်တော့ကြာ तू လည်းအမဘူးပြီးတော့ထသွားချိန်မှာအမလည်းအံ့ဩနာလေဟုတ်တယ်ကွာဒါပေမဲ့အဲ့တော့အမကို तू မိတ်ဆက်ပြီးတာအမကိုသူ့ရဲ့ရီစားလို့မိတ်ဆက်ပေးဦးနော်အမနဲ့ရီစားတွေဖြစ်နေပြီလား I don't know ညီမနဲ့တော့အဲ့တော့ပတ်သက်နေတယ်ညီမနဲ့တော့အဲ့တော့ပတ်သက်နေတယ်အမရဲ့သူ့အမကိုသူ့ရဲ့ဟိုမိတ်ဆွေလို့ပေါ့နော်ညီမကိုလည်းပြောတယ်သူမိတ်ဆွေကြီးတဲ့မိတ်ဆွေခေါ်ထားတယ်တဲ့အဲ့နေပြီးတော့ပတ်သက်အဲ့ဒါနေပြီးတော့ဒါညီမတို့ဒီဗီဒီယိုဖြစ်သွားတဲ့အချိန်မှာဒါခုနအမပြောလို့ပေါ့နော်နင်းနဲ့ငါနဲ့စကားတောင်မပြောခဲ့ဘူးဆိုတော့အမနဲ့ညီမနဲ့စပြီးစကားပြောအမညီမမင်းရလေအားတဲ့နင်တို့တော့ဘယ်လိုမျိုးလဲကြောက်လိုက်တာဟဲ့တဲ့နင်တို့ကြီးတဲ့လွားတွေချင်းဖြစ်သွားဖြစ်ပါဟဲ့တဲ့ငါ့ကိုတဲ့လာထိအောင်မယ်တဲ့အဲအကြောင်းမလို့အမညီမလည်းအဲ့တော့ရန်ဒေါသသူ့ဒေါသထွက်တာသူ့ဒေါသထွက်နေပဲဟဲလို့မဟုတ်ဘူးဟုတ်တယ်လို့အမလို့ तू နင်းရလို့အဲ့လိုပဲလို့ तू ကလို့မိုင်းထီကောက်တင်တတ်တယ်လို့တခါလေညီမကသူ့ရဲ့အဲ့လိုဟို one of his ကဲလို့အဲ့လိုမျိုးညီမအဖြစ်မခံနိုင်ဘူးလို့အဲ့ချိန်မှာအမတောင်မှပြောသေးတယ်ဒါပေမဲ့အဲ့တော့အမကို तू ဒီအမရဲ့မိတ်ဆွေလို့ပြောတဲ့အတွက်ညီမကိုအဲ့ warning ကိုအဲ့လောက်ပဲပေးခဲ့တယ်ပြီးတော့ဒီလက်ပါတာရယ်ပေါ့နော်သူလက်ပါတတ်တယ်သူအခြားသူတွေနဲ့လဲသူလက်လေးတွေပါတတ်တယ်အဲ့ဒါလေးတို့အမအရင်ညီမအရင်မပြောခဲ့တယ်အမမပြောခဲ့ပါဘူးစကားတောင်မပြောခဲ့ပါဘူးဆိုလို့အရင်အမှုပြောခဲ့တယ်အမနဲ့ညီမနဲ့တိတ်ချပေါက်ပြီးအရင်မှုပြောခဲ့တယ်အရင်မှုပြောခဲ့တယ်ဆိုတဲ့အချိန်မှာအဲ့တော့အမကိုဟိုပါပဲသိရသူ့ရဲ့မိတ်ဆွေလိုပဲသိထားအဲ့နဲ့ပြီးတော့သူညီမဒေါသထွက်သွားတယ်ဆိုတော့သူပြန်ညီမပြန်တော့မယ်ဆိုတဲ့အချိန်မှာသူမပြန်နဲ့အောင်နဲ့သူမပြတ်တယ်နဲ့သူ့ရဲ့တဲ့တငယ်ချင်းတွေခေါ်ထားတယ်တဲ့အဲ့ဆိုင်မှာနော်အဲ့ညာဘာလို့ညီမဒါကြီးအရှိကြီးပြောနေတာဘာလို့ဆိုတော့အဲ့ဒါ main point မို့လို့နော်အမဟိုမသိရင်ညီမပဲဟိုဘလောင်ပလဲအကုန်လုံးပြပြပြီးတော့သူလည်းမသိပဲနဲ့ညီမနဲ့သိတယ်အဲ့လိုမျိုးညီမမဖြစ်ခံနိုင်ဘူးအဲ့ဆိုအမနဲ့ညီမလည်းတေချာပေါက်စကားပြောခဲ့တာလေနော်တေချာပေါက်စကားပြောခဲ့တယ်အဲ့နဲ့ပြီးတော့သူ့တငယ်ချင်းရောက်လာတဲ့အချိန်မှာညီမလည်းအရန်ပူသွားအဲ့နေကပူသွားတယ်ညီမထပ်ပြန်ပြီးတော့အမားနဲ့သူနဲ့ဘယ်ရောက်သွားလဲမသိဘူးဘယ်သွားလဲအမားနဲ့သူနဲ့ဒီဂျန်ကုန်ပြီးတော့ကြတော့အဲ့ပြီးတော့သူ့ရဲ့အမေပေါ့နော်သူ့ရဲ့အမေဒါနှလုံးခွဲပြီးတော့ညီမတို့ပြင်ဦးလင်းကိုပြန်တယ်ပြင်ဦးလင်းကိုပြန်ပြီးတော့ပြင်ဦးလင်းကိုပြန်တဲ့အချိန်မှာဒါညီမသည်သူ့ရဲ့မိသားစုနဲ့အရန်ရင်းနှီးရာဖြစ်တဲ့အတွက်သူ့ရဲ့အမေရယ်သူ့ရဲ့အဖေရယ်ပေါ့သူ့ရဲ့အမေရယ်သူ့ရဲ့ညီ2ယောက်ရယ်နဲ့ညီမပြန်တယ်ပြင်ဦးလင်းကိုမဟုတ်လိုရင်းပြောလို့မရလိုရင်းပြောရင်အချက်လက်လေးကြံခဲ့တယ်အဲ့ကြံခဲ့တဲ့အချက်လက်လေးတွေကဒါအော်အပြစ်လေးဖြစ်သွားလို့ပေါ့နော်လက်ပါလဲတဲ့နေမဲခံရမှာတဲ့ဟုတ်ပါတယ်ခံရပါတယ်နော်ဆိုတော့